အခုတော့မြောက်ကိုရီးယားနိုင်ငံကြီးအကြောင်းပြောပါချင်ပါတယ်ကျွန်တော်မျက်စိတွေကကိုရီးယားလို့တဲ့တွေ့တာနဲ့တောင်ကိုရီးယားမြောက်ကိုရီးယားလို့ကျွန်တော်တွေတန်းပြီးတော့ခေါင်းထဲမှာစဉ်းစားရဖြစ်လာမှာကျွန်တော်ကိုတဲ့စိတ်မှာတော့မြောက်ကိုရီးယားကြီးအကြောင်းမှာဘာလဲဆိုတော့မြောက်ကိုရီးယားမှာရှိရဲ့အလုံးလုံးကိုထူကြတဲ့ဥပဒေရေးရတယ်ကိုတက်ဆက်ပေးရပါတယ်အခုမြောက်ကိုရီးယားကောင်းပါကင်ဂျုံဟမ်မို့ကင်ဂျုံကပါရီစီးနေထုတ်ပေးရတယ်ကျွန်တော်ဒီဘယ်လိုမျိုးစီးနေလဲဆိုတာဗီဒီယိုမှာတက်ဆက်ပေးရမှာဖြစ်ပါပတဲ့ဥပဒေကတော့ကျွန်တော်မြောက်ကိုရီးယားမှာရုပ်နာလိုက်ကြီးကလေးလိုင်းမျိုးရှိပါလေလေးလိုင်းရပြောပြီးတော့တခြားဘာမှရှိပါဘူးလေးလိုင်းကတော့မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအန်တို့ဆိုရဘက်ကချိန်ကျုပ်ထားတဲ့လေးလိုင်းဖြစ်ပါတယ်သူတို့နိုင်ငံကိုဒီလေးလိုင်းရတယ်သူတို့ပြသလာတဲ့ဖြစ်ပါတယ်တခြားဘာမှကျွန်တော်ဒီကန်တာပဲရှိပါဘူးတောင်ဘက်ကလာတဲ့ကျွန်တော်ဒီတချင်းကြီးအမေရိကန်ရဲ့ပေါ့ရေလုံးဝ Netflix တွေဘာဆိုဘာမှသူတို့ဒီနိုင်ငံမှာကြည့်ရှုခွင့်မရှိဘူးကြားတာပေါ်တယ်မရှိဘူးတကယ်လို့လားလောက်ခဲ့မယ်ဆိုရောအဲ့လိုဟာတီတန်ပဲဖြစ်ပါတယ်ဒါမှမဟုတ်ချက်ကတော့နဗီယာမှာပြပခိုးဖို့စမှုပြုံးဝရှိပါဘူးဒါကတော့ဆိုတယ်ဒီတိုင်းပဲဒီလိုမျိုးဒါပိတ်ပူတွေများစွာရှိတဲ့နေကပြပကိုလိုရှိရတော့ဒါထူးကြတာတော့တိဟုတ်ပါဘူးဗျသူတို့နိုင်ငံသားတွေတော့ဒါပြပကဘစ်ဆွေရှင်လေဟုံးဆက်တွေလို့တော့ပြရပါဘူးနောက်ပြီးတော့တို့နိုင်ငံသားတွေကလည်းပြပဟိုနဲ့လည်းဘယ်တော့မှဆက်တွေရှိပါဘူးတကယ်လို့ပြပကအဆက်တွေရှိကြမယ်ဆိုရင်လည်းသူတို့ဘယ်တော့မှဆက်တယ်လို့မရပါဘူးဒါတော့မြောက်ကိုရီးယားရဲ့ပြပကတူတွေနဲ့တော့ဆက်တယ်ကွင်းပိတ်ထားတဲ့ law ပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့ပြုံရမ်းမျိုးပေါ်မှာဒီခြံခွင့်ကိုဆိုရနာကျွန်တော်တို့ကန့်တက်ထားတဲ့ဥပဒေပဲဖြစ်ပါတယ်ပြုံရမ်းကတော့မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော်ပါမြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံရမ်းဟာဆိုရင်တော့သူတို့ဒါကျွန်တော်မိတ်ဆွေတွေရဲ့တည်ပြပါဟိုမြောက်ကိုရီးယားတော့တဲ့ကြနဲ့ပြုံရမ်းရဲ့ကုမ္ပဏီကဒီကတက်လာတယ်အဲ့ဒီပြုံရမ်းမြို့တော်တော့ဘယ်လိုမှသူတို့ရန်ကုန်မျိုးတခြားဘယ်တိုင်းပြည်ဘယ်နိုင်ငံရဲ့မြို့တော်တွေတော့မှသူတို့နိုင်ငံသားတွေကလာရောက်အခြေချနေဆိုင်ခွင့်ရှိပါဘူးနေဆိုင်ခွင့်ဆိုရင်လည်းအစိုးရခုမှချက်တွေတို့တဲ့အစိုးရကဒီလူကချမ်းသာတဲ့တားစုလားဒီလူကအာဏာရှိတဲ့လူဒန်းစားလားဒီလူကကင်မင်းဆက်နဲ့ပတ်သက်တဲ့လူဒန်းစားလားဆိုပြီးတော့အစိုးရကစစ်ဆေးပါတယ်စစ်ဆေးပြီးမှကျွန်တော်တို့ခွင့်ပြုမိတ်ကြတာဖြစ်ပါတယ်ဒါကြောင့်မို့ပြုံရမ်းပေးကိုကြီးကတော့သူတို့နိုင်ငံရဲ့နေပုံနိုင်ပြင်စားထားတဲ့မြို့ပဲဖြစ်ပါလိမ့်ခင်ဗျနံပါတ်4ချက်ကတော့မြောက်ကိုရီးယားမှာအခုဝိတ်မက်ခရိုဖုန်းတော့ဆိုဖက်တော့မရှိတော့ဒါကလည်းကျွန်တော်ဒီလိုမျိုးအာဏာရှင်နိုင်ငံတနိုင်ငံပါဖုန်းတွေပို့ဗီဒီယိုစီကိုလုံးဝပေးကတော့မှာကိုသူတို့ရဲ့အကြောင်းပြချက်ကတော့မြောက်ကိုရီးယားမှာကစွန့်ရင်လွှဲချက်တွေကမြောင်များဆိုရှိပါတယ်မိတွေကခဏခဏပြတ်တယ်လက်စစ်လေးကိုလည်းချင်လို့မရဘူးဘာဆိုဘာမှလက်စစ်ကိုအဝင်မရှိပါဘူးသူတို့ကဒီတိုင်းပဲရှိချစ်ကကြောက်ကလူလိုက်ရောနဲ့ရပါတယ်တကယ်လို့ဟက်ကိုကုန်းသုံးပြီဆိုရင်သူတို့အထက်တန်းတော်ပုံကိုယ်တွေမှာပဲကိုရီးယားမှာတုံးဆွဲပေးကြည့်ပါတယ်ဒါကြောင့်မို့ဘူးကြီးမင်းကအရန်ကြီးကိုဂိမ်းဆိုတော့ဝင်တာပေါ်တယ်ပြီးတော့ကိုးဆိုလန်ကိုဆိုရင်တော့မြောက်ကိုရီးယားကိုခဏတော့တွားပြီးမြည်ကြည့်လိုက်ကြောက်ကင်းလာပေါ့ကိုပြန်ရောက်တော့ဖြစ်ပါတယ်ဒီလမ်းချက်ကတော့ကျွန်တော်တို့ပိသားစုတိုက်ပိတန်ကြီးချခင်ရတဲ့ကဆိုရင်အချက်ပါမြောက်ကိုရီးယားမှာကကျွန်တော်တို့ပိတန်တစ်ခုကိုလုံးပြီးဆိုတော့ဒီပိတန်ဝီတာစုဆက်ခံရတဲ့ three generation ဆိုတဲ့ရိုးဆက်သုံးဆက်ဖူပြီးပဲရှိပါတယ်ကျွန်တော်တို့တားလာဒီပိတန်လုံးမယ်ဆိုရင်ပိတန်တစ်ခုကိုကျူးနေမယ်ဆိုတော့အဖိုးကျွန်တော်တို့မိဘဒီကိုရီထိခံရတယ်ဒါဆိုကျွန်တော်တို့တွေမွေးတဲ့ဒါတင်ကြီးမမွေးရရဲ့ကိုယ့်ရဲ့မွေးချက်ကြည့်ပါthree generation ဆိုကူပြီးကကျွန်တော်ဒီပိတန်ကြီးပေးမှာပဲဖြစ်ပါတယ်ဒီဥပဒေကတော့ကျွန်တော်စဉ်းစားကြည့်များဒါကြောင့်ကိုမြောက်ကိုရီးယားမှာပြစ်ဒဏ်ကျွန်တော်ကျူးလွန်မှုကတော်တော်လေးကိုရှားသွားတယ်။ဘာလို့လဲဆိုတော့ကိုကပြစ်ဒဏ်ကျူးလိုက်ပြီးဆိုရင်တော့ကိုချီရတဲ့သူတွေပါပါတယ်ဒုက္ခကြောက်သွားမှာပဲဖြစ်ပါတယ်။ကိုကကျူးလွန်လိုက်တာဆိုတာနဲ့ကိုရဲ့ဖေးတွေကိုရဲ့အဖိုးဖွားတွေကိုရဲ့ညီကိုတွေကိုရဲ့တနမီတွေကိုမဝေးရတဲ့အမီတီဒီပြစ်ဒဏ်ကဆင်ခံတော့ရပြီဆိုတော့ဒီဥမီကြီးကတော်တော်ခုဆိုအလုံးနဲ့ဥပ္ပကြီးပါပဲခင်ဗျာ။ဒါပေမဲ့6ချက်ကတော့ပြုံးဝင်မရှိတဲ့အားလည်းရဲ့မြောင်းဒီကတော့ကျွန်တော်တို့ပွဲတော်ပို့ဗျာသူနိုင်ငံကဒီရက်ကိုပွဲတော်လို့ခေါ်ပါတယ်ဘယ်လိုကွဲရလဲဆိုတော့သူမြောက်ကိုရီးယားကိုပြီးဆောင်ပွဲတဲ့ကီဆွန်ကွယ်လုံနဲ့နေ့ကိုပွဲတော်ရဲ့ကြီးကိုမြောက်ကိုရီးယားပြည်ကခေါ်ကြပါတယ်ဒီပွဲတော်ရဲ့ကြီးမှာမိတ်ဆွေကရီစီအောင်မိုးစရာခွင့်ကြီးပြောလိုက်ပြီး
ညောင်ကိုရီးယားဒီကြကဒီပွဲတော်ရမှာပြုတ်လိုက်မယ်စီဒါမှမဟုတ်ခန္ဓာကိုယ်ကနေကျွန်တော်ဒီအပြောရည်ဒီတန်းလာလိုက်မယ်ဆိုရင်ဒီစီယံဘောစီယာလေးပြုတ်လိုက်မယ်ဆိုရင်အဖွဲလက်ကျွန်တော်ဒီဒါဟာဆိုပြီးတော့ကျွန်တော်ပွဲကြတဲ့ဟာတိုက်ပျော်ရွှင်စရာမြင်မထူဖြစ်သွားမယ်ဆိုရင်ဒီလိုပါတော်တော်လေးကိုပြည့်မှုကြီးကိုရွှေ့ပြလိုက်တာပဲဖြစ်ပါရဲ့ဘာဖြစ်လို့လဲဆိုတော့မြောက်ကိုရီးယားရဲ့ခေါင်းဆောင်ကြီးကီဆွန်းကွယ်လွန်တဲ့နေ့ဒီပွဲတော်ဒီမှာတနင်္ဂနွေလုံးဝမ်းနေခြင်းနေ့ဆိုပြီးတော့တက်မှတ်ထားရတဲ့ကြောင့်မို့ဒီနေ့မှာသူတို့မြောက်ကိုရီးယားပြည်သူတယောက်ကလာပြောလိုက်မယ်ဆက်တော့တော်တော်လေးကိုကြီးမားတဲ့ပြည့်မှုပဲဖြစ်ပါတယ်ဒါကြောင့်ပို့ပြောရင်ဒါပြစ်တိုင်ခံရတဲ့ဥပ္ပေရှိရဲ့နိုင်ငံပဲဖြစ်ပါတယ်နောက်ဆုံးခုတွေကတော့စပင်ပုံစံတွေကိုညှက်မယ်ဆိုရင်သူတို့ရဲ့ဆိုရကခုမှုချက်ရမတာနေခုထားရဲ့အေဒါညှက်ခွင့်ရှိတဲ့ဥပ္ပေပဲဖြစ်ပါတယ်မြောက်ကိုရီးယားမှာစပင်ထက်မယ်ဆိုရင်အမျိုးသမီးတွေရဲ့18မျိုးညှက်ခွင့်ရှိရဲ့ဒါဝီအမျိုးသားနေတဲ့10မျိုးညှက်ခွင့်ရှိရဲ့ဒီအားလုံးပေါင်း28မျိုးတာတဲ့ရင်လူတိုင်းပါညှက်ခွင့်ရှိရဲ့28မျိုးချက်တခြားစတိုင်ကြီးညှက်လို့မရမှာဘူးနောက်ပြီးတော့သူတို့ဒီစီမံချက်သူထောက်ပြီးတော့လုံးတဲ့ကောင်တယောက်ရှိပါတယ်သူကလည်းရှိညောင်ကိုရီးယားရဲ့ခေါင်းဆောင်တော်နေတဲ့ကင်ချုံအမ်ဖြစ်ပါတယ်ဒီဘောပေါလေးကတော့သူပြည့်စားတော့သူတို့ဘောပေါတို့အတန်ရနဲ့သူ့ရဲ့ကေဦးရဲ့ကျွန်တော်မိတ်ဆွေတို့တန်းပြီးတော့မျိုးလုံးထဲမှာညောင်တော်ပဲဖြစ်ပါတယ်သူ့ဘေကတော့ထူးခြားတဲ့ကေပေါ့ချွန်းချက်အနေနဲ့ညှက်ထားတာပဲဖြစ်ပါတယ်ဒါကတော့နဂိုရီးယားမှာစပိန်ကေကိုတဲ့သူရဲ့ဆိုးရဖုန်ချက်နေတာဒီညက်ခွင့်ရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်ဒါကတော့ဒီနေ့ညကိုရီးယားမှာထူးဆန်းတဲ့ law ခုနှစ်မျိုးကိုပြောပြတော့တာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေညကိုရီးယားကိုဒီကြတာညကိုရီးယားနဲ့မြန်မာနိုင်ငံလက်ရှိပြည်စာဘလိုကိုတော့တဲ့ညကိုရီးယားအနေနဲ့ဆိုရင်တော့လက်ရှိညကိုရီးယားမှာကမ်းခြေအတင်းဒီခွင့်ကြတယ်လူချင်းတို့ကမ်းခြေကိုညကိုရီးယားမှာဟောပြီးပတ်ဖြစ်လို့ရစတာပါအခုတော့ညကိုရီးယားရဲ့ကျွန်တော်ထူတရားဆန်းပြတဲ့ option ကိုလက်ဆက်ပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတော်ပါတယ်ဝလာရှိတော်နေ့ဒီဘူမေစပန်စာလည်းရပါခင်ဗျာ